မင်္ဂလာပါကျွန်တော်အခု CM နာတစ်ဝက်ရောက်နေပါဘောနော်ဒီနေ့ CM မှာထိုင်းတွေကိုသူအကြိုက်ဆုံးစားသောက်ဆိုင်တစ်ခုကို recommend ပေးခိုင်းပါဘောနော်ပြီးရင်ကျွန်တော်အဲ့ဆိုင်ကိုသွားစားပြမယ် Okay နော် let's go My question is like what is your favorite restaurant around CM around here So I think like the current like favorite is like Thai boat noodles. Thai boat noodles Yeah. Oh okay Normal noodle, but the soup is like has like pork blood. That kind of yeah. It's So what is your menu you want me to order you can just order like pork boat noodles. Yeah. boat noodles Yes. Oh, okay You can get like the free pork cracker. You can like. Oh add. really Yeah. Ohအခုကျွန်တော်ကစ်တီယိုဆိုတဲ့ဆိုင်တော့ရောက်ပြီအဲ့မှာဘုံနူတယ်ပေါ့နော်ခုနကပြောတဲ့ menu လေးစားကြည့်မယ်နော် let's go ကစ်တီယိုဆိုတဲ့ဆိုင်တော့ရောက်ပြီသူပြောတဲ့ menu ပေါ့နော်ဒီမှာရှိရယ်ကစ်တီယိုလူအားဆိုတာဝတ်သားနဲ့နော်အစုံပါတယ်ပေါ့နော်အဲ129ပဲအဲ့ဒါလေးမှားထားတယ်အဲ့ဒါလေးစားကြည့်မယ်ပေါ့နော်ဝတ်သားကိုမှကျွန်တော်အဲ့လိုအသွေးတို့အဲ့လိုမျိုးအမြင့်တို့ဘာညာအသားတွေပဲထည့်ထားတယ်နော်အဲ့ဒါလည်းမြည်ကြည့်လိုက်ငါတို့အလကားပေးရတဲ့စိုးပါနော်ဆိုင်ရတာလေးကကောင်းတယ်ပုံမှန်တော့ကွတ်တီကိုသိစားလိမ့်မရှိဘူးကျွန်တော်ခေါက်ဆွဲကြတယ်သိစားလိမ့်မရှိဘူးကွတ်တီကိုကြိုက်တဲ့လူတွေအဆင်ပြေတယ်ဒါလေးလည်းအလကားပေးထားတဲ့အတွက်ကြောင့်မကောင်းတယ်ဈေးက129ဆိုတော့မစိုးဘူးလို့ပြောလို့ရတယ်ပေါ့နော်နည်းနည်းလေးတော့ညားတယ်လမ်းဘေးကကွတ်တီကိုဆိုင်နေဆိုတော့နည်းနည်းပိုတက်တာကျွန်တော် rating ပေးရရင်10မှာ7.5 okay 7.5 what's your favorite only one restaurant I really like Kua Dok Mai Khao. It's just really near here. It's in Siam. I just took my friends there. Oh, okay. Yeah. So, what do you order in that restaurant? What's your main dish? Like? I usually order Pad Krapao. Is that like with chicken? With pork. Pork is the best. Yeah. Okay. ကျွန်တော်က White Flower Factory ရောက်ပြီပေါ့နော်။အမှာကသူပြောတဲ့ menu ပေါ့နော်။ pork ဝတ်သားပေါ့နော်။ဝတ်သားရဲ့ဖက်ကပောင်း pork ဖက်ကပောင်းရလေးစားကြည့်မယ်ပေါ့နော်။ Let's go. menu လေးကြည့်မယ်နော်။ menu လေးဒီမှာmenu လေးဟိုဈေးလေးရနည်းနည်းကောင်းတယ်နော်။ဒါလေးခဏဖယ်ထားလိုက်ဈေးကောင်းလာလေး။မှန်နော်။ဒီ menu လေးပါ။ဖက်ခပ်ပခေါင်းခပ်ပခေါင်းမူ okay ဘာကပောင်းမူခေါခပ်ပောင်းမူဖက်ကပောင်းမူဖက်ကပောင်းတူတူပဲတဲ့သမင်းပဲခောက်ဆိုတာသမင်းကိုပြောနော်195 okay စားကြည့်မနော်နည်းနည်းဘာညာပေါ့ဟုတ်တယ်နော်တော့စားရင်တလုံးလေးစားရင်ဘယ်တော့မှရတာမသိဘူးနှစ်လောက်သုံးလောက်စားပုံမှန်ပါပဲပုံမှန်ပဲရတာဘာမှအဲ့လိုထူးထူးခြားခြားဘာမှမဖြစ်ပါဘူးပုံမှန်ကျွန်တော်ယူရီးယားမှာဖက်ကပောင်းစားနေရတာပဲနည်းနည်းလေးအောင်ရော့နေသလိုrating ရပေးမယ်ဆိုရင်10မှာ9လောက်ပဲပေးမယ်နော်ဈေးကကြတော့195ပဲ CM လို့နေရာမျိုးမှာ195ပဲဆိုတော့အဲ့လောက်ပဲပေးရမယ်ထင်ပါတယ်ပေါ့နော် CM နာတစ်ဝိုက်မှာတော့ဈေးတွေကအဲ့လောက်တွေပဲဆိုတော့ okay အဲ့ဒါဆိုရင်နောက်တစ်ယောက်ထပ်ပြီးတော့သွားမေးလိုက်အောင် My question is what is your favorite restaurant only one favorite restaurant around here in CM around here like you can choose one like Burn But Saba. one with Burn But Saba. one with Sabah I will go try in your favorite restaurant so what do you want me to eat like what do you want me to order ข้าวเหนียวผัด ข้าวเหนียวผัด is a sticky rice. Yeah. Yes, and stir fry. Stir fry sticky rice. Oh, stir fry sticky rice. Yes. Oh, okay. Is that the price reasonable? Like. It's reasonable. Oh, Yes. okay.
ကျွန်တော်အခုဒီ Bamboo Sara ဆိုတဲ့ restaurant လေးရောက်ပြီပေါ့နော်သူက CM Paragon အောက်ထပ်မှာရှိရဆောနာပြောတဲ့ menu ပေါ့နော်အဲ့ကောင်မလေးပြောတဲ့ menu စားကြည့်မယ် stir fry sticky rice ဆိုတာလေနော် let's go ဆောနာ menu ကကြတော့ဒီမှာပေါ့နော်ဒီ၃မျိုးပေါ့နော်ဒါက water belly နဲ့ဒါကsalted egg ပါနော်ဒီဟာလေးက water လေးတိတိလေးပါဒါကpork ဂုတ်သားနဲ့ဝက်ဂုတ်သားနဲ့အခုကျွန်တော်ဒီဟာလေးမှားထားတာနော် how much sorry oh 265 off fair price 265တဲ့မဖဲနည်းနည်းများနော်ဈေးလေးကနည်းနည်းသူကဝတ်သားကိုဝက်ကုတ်သားခင်ပေါ့နော်ဟိုမှာဝက်ကုတ်သားပါညာတီးရွက်လေးပါမယ်အခွားသီးလေးပါနေထည့်ပေးထားမယ်နော်ကျင်လေးနဲ့စားကြည့်ဒီတစ်ခါတော့နည်းနည်းလေးနှံသွားပြီသူပြောရတာလေးနော်နည်းနည်းကောင်းတယ်နည်းနည်းမဟုတ်တော်ကောင်းတယ်โอเคချင်းလည်းကောင်းတယ်သမင်းလည်းကောင်းတယ်ဝတ်သားလည်းကောင်းတယ်အကုန်ကောင်းတယ်အဓိကကောင်းတာက sticky ဒီဟာလေးကိုကြော်တာနော် sticky fried rice good ကြိုက်တယ်အဆင်ပြေရနော်စားတာ265ဘတ်265ဘတ်ဆိုတော့ဟိုအရှိရဆိုင်နေတဲ့ဆိုင်ဈေးများတယ်နည်းနည်းလေးပုံများတယ်နောက်ပြီးတော့သူက CM Paragon ရဲ့အောက်မှာရှိရတဲ့အတွက်ကြောင့် shopping center အောက်ထဲမှာရှိရတဲ့အတွက်ကြောင့်မလို့ကျွန်တော်ထင်တော့အဲကြောင့်မလို့လည်းဈေးပုံများတယ်ထင်တယ် brand ကလည်းတခြားဆိုင်ခွဲလည်းရှိရဒီမှာလည်းဟိုဘက် CM Square ဘက်မှာလည်းဆိုင်ခွဲရှိရဈေးလေးတော့နည်းနည်းကိတ်တယ်မကိတ်တကိတ်ဒီနော်ဒါလေး try ကြည့်စေချင်တယ်ပေါ့နော် sticky fried rice လေးဒီ dish ကကျွန်တော်ထင်တော့ကျွန်တော်အဲ့လို10မှာ 8.5 လောက်တော့ပေးရပါတော့ဒီနေ့ဗီဒီယိုထဲမှာဆိုရင် rating အများဆုံး dish ပဲကျွန်တော်ဗီဒီယိုပြီးဆုံးကြည့်ရှုပြီးလို့ကျေးဇူးတင်ပါတယ်ကျွန်တော်အခု CM မှာတော့ဆိုင်3ဆိုင်စားပြီးပြီပေါ့နော်နောက်ဗီဒီယိုကြရင်တခြားရက်ွက်တွေမှာသူတို့ပြောတဲ့ဆိုင်လေးပေါ့နော်လိုက်ပြီးစားကြည့်အောင်ပါနော် okay cool bye bye